တော့ဟစ်တလာကိုမကောင်းဆိုးရရဲ့ဇာတိအဖြစ်ကျွန်ုပ်တို့သိကြပါတယ်သူဟာဂျာမန်လူမျိုးတွေရဲ့ကယ်တင်ရှင်အဖြစ်ပုံဖော်ပြီးတော့အာဏာရလာခဲ့တဲ့သူပေါ့ဒါပေမဲ့ဒီမျက်နှာစာရဲ့နောက်ကပါရှိတယ်Genossen und Genossinnen, meine deutschen Arbeiter. Wenn ich heute zu Ihnen und damit zu Millionen anderen deutschen Arbeitern und Arbeiterinnen spreche, dann habe ich mehr Recht dazu als irgendein anderer. Herausgewachsen, bin einst selbst unter euch gestanden, bin in 4,5 Jahren Krieg wieder mitten unter euch gewesen und habe mich dann durch Fleiß, durch Lernen und ich kann sagen durch Hungern langsam emporgearbeitet. ပထမအဦးစွာခန်းစားချက်တွေကိုဖွင့်ဟပြောဆိုကြရအောင်ပါဒါကြောင့်မီဒီယာအန်ဒရာနီယာမှာရှိနေပါတယ်ဂျာမန်တပ်မ55ခုဟာပိုလန်ကိုကျူးကျော်ကိုအသင့်ရှိနေခဲ့ပါတယ်။အဲ့ဒီတည်းမှာဩဂုတ်လ31ရက်နေ့မှာတိုက်ခိုက်ရေးနေရာမှာရွေ့တရားမဲ့စစ်တမမြောက်တင်ကားတက်ရင်လည်းပါဝင်ပါတယ်။ဟစ်တလာဟာဂျာမန်လူမျိုးတွေကိုစကားပြောပြီးသူခေါ်တဲ့ကာကွယ်ရေးစစ်ပွဲစတင်ဖြစ်ပွားမယ်လို့ကြေညာခဲ့ပါတယ်။ SPI Titan System လို့ဆိုတဲ့နာမည်ရဲ့ဒီအခါမှာ